မစိုးရိမ်ကြောင်းတိုက်သမိုင်းအခုဇွဲထက်တို့ကုသိုလ်ပြုနေတဲ့မစိုးရိမ်ကြောင်းတိုက်ဆိုတာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာတည်ရှိပါတယ်။ဘာကြောင့်မစိုးရိမ်ကြောင်းတိုက်လို့ခေါ်တယ်လဲ။မစိုးရိမ်ကြောင်းတိုက်ရဲ့မူလမြေပိုင်ရှင်ဟာမင်းတုံမင်းတီဘုံမင်းတို့ခေတ်ကမန္တလေးမြို့တော်ဝင်ဦးပေစီဖြစ်ပါတယ်။အဲ့ဒီခေတ်မြို့စုံမှာရှိတဲ့လူမနေတဲ့ဥယျာဉ်ခြံကြီးဆိုပါတော့ဦးပေစီရဲ့မြေးလေးတစ်ယောက်ဟာတေလူမျောပါခံရတဲ့ကြောက်ယောဂဖြစ်တယ်။အဲ့ဒီလိုကြောက်ယောဂဖြစ်တဲ့အခါကူးစက်ယောဂဖြစ်တာမို့မြို့ထဲအိမ်ကနေမြို့စုံကခြံထဲကိုလာပို့ထားတယ်။ခြံထဲရောက်တဲ့အခါကလေးဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားကနေတဖြည်းဖြည်းတက်တာလာပြီးမစိုးရိမ်ရတဲ့အနေအထားဖြစ်လာတယ်။ဦးပေစီထံသတင်းပို့တဲ့အခါမစိုးရိမ်ရတော့ဘူးလို့သတင်းပို့တယ်။အဲ့ဒီလိုကလေးအသက်အန္တရာယ်မစိုးရိမ်ရတာကိုအကြောင်းပြုပြီးခြံကြီးကိုလည်းမစိုးရိမ်ခြံလို့နာမည်မဲ့ခေါ်လိုက်တဲ့ဒါကသမိုင်းတစ်ခု။တချို့ရှေးလူကြီးများရဲ့အဆိုအရမြို့တော်ဝင်ဦးပေစီဟာသူပိုင်ဥယျာဉ်ခြံကိုကျုံမြို့ရိုးအသေးစားလေးဆန်ဆန်လေးဘက်လေးတန်မှာရေမြောင်းချထားတဲ့ရေဝင်ရေထွက်ကောင်းပြီးရေမနစ်တဲ့အကျိုးခံစားရအောင်ပေါ့အဲ့ဒီချောင်းလေးတွေဟာအသက်အန္တရာယ်မစိုးရိမ်ရတာကြောင့်မစိုးရိမ်ချောင်းလို့ခေါ်တဲ့အဲ့ဒီမစိုးရိမ်ချောင်းကိုအကြောင်းပြုပြီးဥယျာဉ်ခြံကြီးကိုလည်းမစိုးရိမ်ဥယျာဉ်လို့ပဲခေါ်ကြတဲ့အဲ့ဒီမစိုးရိမ်ဥယျာဉ်ကိုမူလဝိတုဒ္ဓယုံတိုက်တည်တဲ့ဆရာတော်ဘုရားကြီးကလည်းလိုချင်နေတဲ့ဒါပေမဲ့ဈေးမတက်နိုင်လို့ကလျက်ခြံကိုပဲကပ္ပိယများကလှူပြီးဝိတုဒ္ဓယုံကျောင်းတိုက်တည်လိုက်ကြတယ်ဒုတိယရွှေကျင်သာသနာပိုင်ဝိတုဒ္ဓယုံဆရာတော်ဘုရားကြီးဟာညတိုင်းတက်ကောင်ရံမှာအိယာကနိုးလို့လမ်းဆင်းလျှောက်တဲ့အခါအနောက်ဘက်ကိုကြည့်တဲ့အခါမှာမစိုးရိမ်ဥယျာဉ်တဲကရွှေစေတီတော်ကြီးသူ့မျက်စိထဲမှာခဏခဏမြင်နေရတယ်လို့မိန့်တော်မူတဲ့မိန့်တော်မူပြီးဒီဥယျာဉ်ခြံဟာသာသနာထုံးကားမဲ့နေရပဲတို့ကျောင်းတိုက်တီတာအရှိတ်နည်းနည်းရောက်သွားတယ်မစိုးရိမ်ဥယျာဉ်ကမှတကယ်ဘူမိနဲ့တန်လို့မကြမိန့်တော်မူတဲ့နောက်တော့ကျောင်းတကာကြီးဦးသက်ရှည်တို့ကဥယျာဉ်ခြံကိုဝယ်လိုက်ပြီးကျောင်းတိုက်တီထောင်တဲ့အခါမှာလဲမစိုးရိမ်ကျောင်းတိုက်လို့ပဲနာမည်မဲ့လိုက်တဲ့မစိုးရိမ်ကျောင်းတကာကြီးဦးသက်ရှည်တို့ဟာကြေးရွာသားများဆင်းရဲကြပါတယ်လက်လုတ်လက်စားလူဒန်းစားဖြစ်ပါတယ်မန္တလေးတောင်ဘက်နာကမြင့်ငယ်မြို့နယ်ဥယျာဉ်တော်ရွာသားများဖြစ်ကြပါတယ်နောက်ပိုင်းမှာစီးပွားရေးအဆင်ပြေလာပြီးမြို့တော်ဝင်ဦးပေစီရဲ့သားသမီးများဟာဦးပေစီကွယ်လွန်ပြီးနောက်စီးပွားရေးများကျလာပါတဲ့ဒီအခါမှာဦးသက်ရှည်တို့စီကငွေတိုးယူကြရတယ်နောက်ဆုံးမှာတော့အတိုးပေါ်အတိုးစင်ကမပေးနိုင်ကြပဲမစိုးရိမ်ဥယျာဉ်ကိုတန်ကြီးဖြတ်၍ရောင်းလိုက်ပါတဲ့ဦးသက်ရှည်တို့ဟာလိုငွေကိုထပ်ဆိုင်ပေးပြီးဝယ်လိုက်ကြတယ်ဒီနေရာမှာတတိထားမိတာလေးကတော့မိဘများဟာကိုသားသမီးတွေကိုပညာတတ်ဖြစ်အောင်စီးပွားရေးကြီးပွားရေးနားလည်အောင်တင်ပြပေးကြရမှာဖြစ်ပါတယ်မြို့တော်ဝင်ဦးပေစီဟာမိမိကိုယ်တိုင်ဘရင်အမတ်ကြီးဖြစ်ပါလျက်သားသမီးတွေဟာသူတစ်ပါးစီကငွေတိုးယူရတဲ့ဘဝရောက်တာသင်ခန်းစာယူစေရပါဦးသက်ရှည်တို့ဟာမစိုးရိမ်ဥယျာဉ်ကိုဝယ်ယူပြီးတဲ့နောက်မှာချက်ချင်းရန်ကုန်ကဘင်္ဂလားဆရာတော်ကိုအကြီးမှုထားကကျောင်းတိုက်တီထောင်ကြပါတယ်ကျောင်းတိုက်အမည်ကိုလည်းမစိုးရိမ်ကျောင်းတိုက်ဟုပင်အမည်တညာပြုပါတယ်ဦးသက်ရှည်တို့တာမန်လက်လုတ်လက်စားဘဝကြေးတော်သားဘဝကနေလုပ်ငန်းကြိုးစားကြပုံအစဉ်စဉ်ကြွယ်ဝချမ်းသာလာကြပုံတို့ကိုဘုန်းကြီးဘိုးရာဇရေးထားတဲ့အတိုင်းတင်ပြလိုက်ပါမယ်ဦးသက်ရှည်တို့ဟာလက်ထဲပတ်စံအပုံလိုက်ကြီးရှိလို့ကျောင်းတွေဆောက်အလူဒါနတွေပြုလုပ်နိုင်ကြတာမဟုတ်ပါဘူးတဲ့စီးပွားရှာလိုရွေးရလိုက်ကျောင်းဆောက်လိုက်အလူဒါနလက်နဲ့မပြတ်ဆိုသလိုလှုပ်သွားနိုင်ကြတာဖြစ်ပါတယ်တဲ့ဦးသက်ရှည်မန္တလေးကမစိုးရိမ်ကျောင်းတိုက်ကြီးကို1280ခုနှစ်ဝါဆိုလဆန်း10ရက်စနေနေ့26ရက်6လ1909ခုနှစ်တွင်ရေဆက်ချလူဒန်းခဲ့ပါတယ်1369ခုသတင်းကျွတ်လာဆန်း2ရက်နေ့တွင်200တင်းပြီးခဲ့၏ကျောင်းဆောက်သည့်အခါမှာလည်းဖြစ်တယ်လို့ဆောက်သည်မဟုတ်ပဲကျောင်းတိုင်း၏အတွင်းပိုင်းတွင်ရွှေအစစ်တွေကိုပဲချခဲ့ပါတယ်ထို့သောရွှေအစစ်ချီချသောကြောင့်200ကျော်အတွင်းပိုင်းကိုတစ်ခါမှဆေးထက်တုပ်ရသည်ဟု၍မရှိဖုံစသည်ပေးနေလျင်တန်ရှင်းရေးလောက်ကများဖြင့်ပြောင်းလဲတောက်ပတ်လာတော့၏ယခုငလင်ကြီးအတွင်ပြိုကျသည်များကိုပြန်လဲတန်ရှင်းရေးလောက်ကရွှေများကိုပြန်လဲတန်းစင်သည့်အခါကျောင်းဆောင်တစ်ဆောင်လျင်3000ကျော်ဖို့လောက်ပြန်ရသည်တဲ့ကျောင်းတကာကြီးဦးသက်ရှည်သည်ငယ်စဉ်ကဆင်းရဲရှာ၏မြင့်ငယ်မြို့နယ်ဥယျာဉ်တော်ရွာသားဖြစ်ပါ၏မိမိတို့ရွာတွင်စိုက်ပျိုးသည့်ရာသီပေါ်တီးနှံများကိုတာဖာ2ယောက်ရွာစဉ်လျှောက်၍ပခုံးထမ်းဖြင့်ရောင်းကြရရှာသည်တခါတရံတောနယ်တွင်ရာသီပေါ်တီးနှံအယောင်ပါ၍မန္တလေးမြို့အထိပခုံးထမ်းဖြင့်ရောင်းကြရသည်ဟူ၏ဦးသက်ရှည်တို့သားအဖသည်
ဥယျာဉ်တော်ရွာမှမန္တလေးမြို့အထိတယောက်လျင်ရာသီပေါ်သီးနှံအချိန်30ခန့်ထမ်းပိုး၍လာရောက်ရောင်းချကြရာတွင်အမျက်စွန်းဟူ၍တိတ်ရရှာကြသည်မဟုတ်အချိန်30ကုန်မှ9ပြား6ပြားသာအမျက်ရကြလေသည်စင်စစ်အမျက်ဟူ၍ပင်မခေါ်ထိုက်ပါပေထမ်းပိုးခလှုပ်အားခဆင်းရဲပင်ပန်းခတန်မိုးမြတာရဲရရှိလာသော9ပြား6ပြားသောအမျက်စွန်းသည်ဆင်းရဲပင်ပန်းသည်နှင့်ပင်မကာမိကြရှာပေဆင်းရဲတွင်နှစ်လသဖြင့်ငွေကိုငွေမတ်မတ်ပင်သုံးဆွဲကြ၏ထိုခေတ်ကဆလောင်းဖုံးခံကြီးသည့်မုံပြားတလက်ကိုတယောက်တစ်ခုစီဝယ်၍မစားနိုင်ကြတစ်ခုလေးသာဝယ်ပြီးတားဖားနှစ်ယောက်ခွဲဝေစားကြရသည်ဟုဤမြအထိဆင်းရဲတွင်နှက်ကြရှာသည်ဦးသက်ရှိတို့သားအဖသည်မန္တလေးမြို့ပွဲရုံကြီးတရုံအနီးရာသီပေါ်သီးနှံများကိုခြာရောင်းကြရာတွင်ပွဲရုံအလုပ်သမားများနှင့်တဆရင်းနှီးကျွမ်းဝင်ဖြစ်လာကြ၏ဦးသက်ရှိသည်ပွဲရုံလုပ်သားတို့၏အလုတ်ကင်ကိုလေ့လာရာတွင်ပွဲရုံအလုပ်သမားတို့၏အလုတ်ကင်သည်မိမိတို့ရာသီပေါ်သီးနှံရောင်းရသလောက်လဲမစင်ရဲမပင်ပန်းငွေရကြတော့လဲမိမိတို့ထက်ပိုရကြသည်ကိုလေ့လာသိရှိလေ၏ထို့ကြောင့်ပွဲရုံ၌ဝင်ရောက်လုပ်ကင်ခြင်းစိတ်ပေါ်လာလေသည်တနေ့တာ၌ပွဲရုံအလုပ်သမားအကြီးအကဲထံချင့်ကပ်၍ပွဲရုံ၌သူတို့သားအဖဝင်ရောက်အလုပ်လုပ်လိုကြောင်းပြောကြားလေသည်အလုပ်သမားအကြီးအကဲကဦးသက်ရှိတို့သားအဖ၏ရိုးသားပုံရသောပုံဟန်အမူအရာကိုအကဲခတ်မိသည်နှင့်ပွဲရုံပိုင်ရှင်ထံပြောကြား၍အလုပ်သွင်းပေးလိုက်လေသည်ဦးသက်ရှိတို့သားအဖသည်ပွဲရုံ၌မိမိတို့လုပ်ကင်เสียရှိသည့်အလုပ်တာဝန်ဟုသမျှကိုကြေပွန်အောင်လုပ်ကင်ကြသည့်အပြင်မိမိတို့တာဝန်မဟုတ်သည့်ပွဲရုံမှကိစ္စများကိုလည်းဝင်ရောက်ကူညီလုပ်ကင်ပေးကြ၏မိမိတို့တာဝန်မဟုတ်စေကမူပွဲရုံ၌ရှိသမျှသုံးရီအိုးတောက်ရီအိုးအားလုံးကိုနေ့စဉ်မလျှော်ရအောင်ထမ်း၍လောင်းထည့်ကြ၏နက်နက်လင်းလျင်အမိုက်တရိုက်များရှင်းပြီးလင်းပြီးဖြစ်အောင်ပြုလုပ်ထားကြ၏ထမင်းချက်ထင်းခွဲစသောကိစ္စများကိုလည်းတာဝန်ယူလှုပ်ဆောင်ကြ၏ယင်းတို့အလုတ်ကိုလိုတေတာဝန်ကျေကြသဖြင့်ပွဲရုံပိုင်ရှင်ကလည်းအထူးသဘောကျ၏လုပ်ဖို့ကင်ဖက်အလုတ်သမားများကလည်းနှစ်သက်ကျေနပ်ကြ၏အခွင့်အရေးပိုလိုခြင်းအပိုကျေးလိုခြင်း၍ပွဲရုံပိုင်ရှင်များအပေါ်မျက်နှာလုခြင်းမဟုတ်အလုတ်ကိုရိုသေတာဝန်ကျေလိုသောပင်ကိုစိတ်သက်ဖြင့်သာလောက်ကင်ပေးကြခြင်းဖြစ်ပေသည်ယင်းတို့လောက်ကင်ကြသဖြင့်အခြားပွဲရုံအလုတ်သမားများထက်ဘာခွင့်ရေးမှပိုမယူကြမိမိတို့ရတင်ရထိုက်သည့်အခကြေးငွေကိုသာယူကြလေသည်ရိုးသားခြင်းအလုတ်ကြိုးစားခြင်းသည်ကြီးပွားခြင်း၏လက္ခဏာများတဲ့ရိုးသားခြင်းသည်အချင်းနှုံခြင်းမဟုတ်အချင်းနှုံခြင်းကစီးပွားရေးကြီးပွားရေး၏အနှုတ်လက္ခဏာသာဖြစ်သည်ရိုးသားခြင်းကစီးပွားရေးကြီးပွားရေး၏အပေါင်းလက္ခဏာပေတဲ့ဤသက်ရှိတို့သားအဖသည်ရိုးသား၏အလုတ်ကြိုးစား၏ငွေကိုငွေမတ်မတ်ပင်သုံးဆွဲ၏ရအောင်ရှာချွေတာသုံးအပိုမဖြုံးနှင့်ဟူသောလင်္ကာနှင့်အညီနေထိုင်ကြ၏ယခုချိန်၌မူချွေတာဟုဆိုတော်လဲစားဝတ်နေရေးကိုကြီးမားစွာထိခိုက်လောက်အောင်ချွေတာရသည်မဟုတ်တော့အပိုမဖြုံးမိအောင်သာဂရုစိုက်ကြရတော့သည်ထို့ကြောင့်နှစ်3ပွဲရုံ၌အလုတ်လုံးမိလေလျင်လက်ထဲ၌ငွေပိုငွေရှံအတော်အသင့်စုမိဆောင်မိလာ၏အတော်အတန်ငွေကြေးစုဆောင်မိလာတော့လဲပွဲရုံခွဲ၍တီထောင်လောက်အောင်ငွေကြေးပြည့်စုံလုံလောက်သေးသည်မဟုတ်ပါတီထောင်နိုင်လောက်အောင်ငွေကြေးပြည့်စုံစေကမူမိမိဆရာရင်တမားရင်များဖြစ်ကြသည့်ပွဲရုံပိုင်ရှင်များ၏ခွင့်ပြုချက်မရဘဲဦးသက်ရှိတို့တားဖကပွဲရုံတီထောင်လိမ့်မည်လည်းမဟုတ်ယခုနမူဆရာရင်တမားရင်များဖြစ်ကြသည့်ပွဲရုံပိုင်ရှင်များကဦးသက်ရှိတို့တားအဖ၏ရိုးသားမှုလုပ်ရည်ကိုင်ရည်ကြိုးစားမှုငွေရေးကြေးရည်စသည်တို့ကိုအထူးယုံကြည်နေ၏ပွဲရုံခွဲတီထောင်ပေးလျင်ကြီးပွားမည်သူများဖြစ်သည်ဟုစိတ်ချနေ၏ထို့ကြောင့်တနေ့တွင်ဦးသက်ရှိတို့တားအဖအားပွဲရုံခွဲတီထောင်လိုပါသလားဟုမေးမြန်းလေတော့သည်ပွဲရုံခွဲတီထောင်လိုလျင်ငွေရေးကြေးရည်ပါအကူအညီပေးမည်ဖြစ်ကြောင်းဖြင့်လည်းအားပေးကြတော့၏ဦးသက်ရှိတို့သားအဖသည်ပွဲရုံပိုင်ရှင်များထံမှငွေရေးကြေးရေးအနှဲငယ်အကူအညီယူကာမိမိတို့စုဆောင်းထားသည့်ငွေကြေးနှင့်ပူးပေါင်း၍ပွဲရုံတစ်တီထောင်ကြလေသည်မည်သူမဆိုအတိတ်ကံအကျိုးပေးချိန်တန်လာလျင်လုပ်သမျှလုပ်ငန်းသည်အစဉ်ပြေမြဲအပေါက်လန်းနှင့်မြဲတယ်ဦးသက်ရှိတို့သားအဖသည်အတိတ်ကံအကျိုးပေးချိန်တန်လာသည့်အပြင်သူတို့၏ရိုးသားမှုစ조사မှုပစ္စုပန်လုပ်ငန်းစဉ်များအရမိတ်ဆွေတင်ကဟများနှင့်ပွဲရုံပိုင်ရှင်များကကူညီပံ့ပိုးပေးကြမှုတို့ဖြင့်နှစ်အနှဲငယ်အတွင်းအတော်တန်ချမ်းသာလာကြလေသည်ဤသက်ရှိတို့သားအဖသည်ငွေကြေးအတော်တန်ချမ်းသာလာသည်ဆိုလျင်ကုသိုလ်ပြုဖို့ဦးစားပေးစဉ်းစားတော့၏ငါတို့ကဘဝကဒါနမျိုးစေ့နေပါခဲ့၍ယခုဘဝတွင်ပထမအရွယ်လွန်သည့်အထိဆင်းရဲပင်ပန်းစွာအလုတ်လုတ်ကင်စားတောက်ခဲ့ကြရသည်ယခုဘဝ၌လည်းချမ်းသာလာသည့်ငွေကြေးဖြင့်စီးစိမ်ခံပျော်ပါမော်ကြွပြည့်မည်ဆိုရင်နောင်ဘဝများ၌ဆင်းရဲရင်းနှက်အောင်မည်သာဖြစ်၏ယခုဘဝ၌ဒါနဥစ္စာထုတ်ကိုတတ်နိုင်သမျှမြုပ်မှတင့်တော်မည်ဟုစဉ်းစားမိကြ၏ပုထုဇဉ်သည်အစွဲလန့်ရှိ၏ဦးသက်ရှိတို့သည်ပုထုဇဉ်တဘာဝအတိုင်းကုသိုလ်ပြုမည်ဆိုလျင်မိမိတို့၏ဇာတိချက်မြုပ်ရွာကိုပင်ဤစွာပထမစဉ်းစားမိကြလေတော့သည်ဤသက်ရှိသည်
အဘိဓမ္မာအကျော်မြို့ပြင်ကြီးဆရာတော်ဤတပည့်ဖြစ်၏အဘိဓမ္မာကျမ်းပေါင်းများစွာကိုပြုစုတော်မူခဲ့၍ကျမ်းပြုအရှင်ဟုကြော်ကြားသည့်မြို့ပြင်ကြီးဆရာတော်သည်ထိုအချိန်၌အသက်အရွယ်ကြီးရင်းလှပြီဖြစ်သဖြင့်မိမိဇာတိဖြစ်သောဥယျာဉ်တော်ရွာ၌အေးအေးဆေးဆေးတည်င်းသုံးနေထိုင်တော်မူ၏ဥသက်ရှည်သည်မိမိ၏ဆရာရင်မြို့ပြင်ကြီးဆရာတော်အားကျောင်းဆောက်လူဒန်းကိုးကွယ်မည်ဖြစ်ကြောင်းလျှောက်ထားလေသည်ထိုတွင်မြို့ပြင်ကြီးဆရာတော်ကဤသို့မိန်ဤတက်ရှည်မင်းကတန်ဃာများများနေထိုင်နိုင်တဲ့ကျောင်းကြီးကြီးဆောက်နိုင်တဲ့ထားငါကလည်းလာသမျှတန်ဃာတွေကိုစာချနိုင်တယ်ဘဲထားစာတင်သားတန်ဃာများကလည်းတိုးရွာမှာလာနေတဲ့ဘဲထားတို့ရွာကရွာသိမ်းရွာငယ်ဖြစ်နေတော့စာတင်သားတန်ဃာများစွာကိုနေ့စဉ်စွန့်ကွက်ကိစ္စတာဝန်ယူနိုင်ဖို့မလွယ်ဘူးဒီတော်တို့ရွာမှာကျောင်းဆောက်လျင်သာသနာမှာတိတ်ကျေးဇူးများဖို့မရှိဘူးကျောင်းဆိုရင်လည်းစာတင်သားတန်ဃာများနဲ့စာချဘုန်းကြီးများနဲ့စီစီကားကားရှိမှတင့်တယ်တဲ့ကျောင်းကြီးဆောက်ထားပြီးဘုန်းကြီးကတစ်ပါးနှစ်ပါးသာရှိရင်လည်းတိတ်မကောင်းဘူးမန္တလေးမြို့ဖျားကြီးတိုက်မှာဆိုရင်စာတင်သားတန်ဃာကများပြီးနေစရာကျောင်းကမလုံလောက်ဘူးလို့ကြားရတယ်ဖျားကြီးတိုက်မျိုးကြတော့စာချဘုန်းကြီးကလည်းအရန်တဲ့နေထိုင်မဲ့စာတင်သားကလည်းအရန်တဲ့စွန့်လောက်မဲ့မြို့သူမြို့သားကလည်းအရန်တဲ့အဲ့တလူနေရာမျိုးမှာကျောင်းဆောက်ရမှသာသနာအကျိုးများတယ်ကျောင်းဆောက်တယ်ဆိုရင်ဘယ်မှာဆောက်ငွေကြေးကတော့ကုန်မှာပဲငွေကုန်တာချင်းတူရင်ပိုအကျိုးများတာကိုရွေးရမယ်ဟုဆရာတော်ကြီးကပြောဆိုလေသည်တာမန်ပုဂ္ဂိုလ်သာဆိုလျင်နေထိုင်မိသူရှိမရှိမိမိစိန်ခံကြောင်းအဖြစ်လက်ခံမိတာဖြစ်သည်မြို့ပြင်ကြီးဆရာတော်ကမူမိမိစိန်ခံဖို့အတွက်မကြည်သာသနာအကျိုးကိုသာကြည့်ရှုသည့်ဆရာတော်ဖြစ်သည့်အတွက်ဒါရက်ကနားလည်အောင်ရှင်းပြခြင်းဖြစ်ပေသည်ဤအချက်များကိုဆရာရောတကားပါအတူယူတင်လာပေသည်တကားကြီးဦးသက်ရှည်သည်မြို့ပြင်ကြီးဆရာတော်၏ရှင်းပြချက်ကိုသဘောပေါက်သွားဟန်တူ၏မြို့ပြင်ကြီးဆရာတော်ညွှန်ကြားသည့်အတိုင်းမန္တလေးမြို့ဖျားကြီးတိုင်း၌အသားကြေတဆောင်ဆောက်လုပ်လှူဒန်းလေတော်သည်အဆိုပါသားကြောင့်မကြာမီမီးလောင်သွားပြန်သဖြင့်ဖျားကြီးတိုက်အလဲတိုက်ကြီးကိုထပ်မံဆောက်လုပ်လှူဒန်းပြန်လေသည်ဥယျာဉ်တော်ရွာ၌ကမြို့ပြင်ကြီးဆရာတော်တည်င်းသုံးရန်ကျောင်းခန့်ငယ်ငယ်ကိုသာဆောက်လုပ်လှူဒန်းလေတော်၏ရင်းတို့ဖျားကြီးတိုက်၌အလဲတိုက်ကြီးတိဆောက်လှူဒန်းပြီးနောက်၌လည်းဦးသက်ရှည်တို့သားဖား၏စီးပွားရေးသည်ပို၍တိုးတက်ချမ်းသာလာရာကသူတစ်ပါးတို့၏တိုက်တွင်း၌ကျောင်းတဆောင်တိုက်တလုံးဆောက်လုပ်လှူဒန်းရယုံများနှင့်အမရမတင်းတိမ်တော့ပေမိမိတို့ကိုယ်တိုင်တိုက်ကြီးတတိုက်တီထောင်၍ပရိယတ္တိသာသနာပြုလိုစိတ်တဖွာဖွာပေါ်ပေါက်လာပြန်တော့သည်ထို့ကြောင့်315အေလန်းတောင်ဘက်ဒေဝွန်အရှိဥပေစီဖျားမြောက်ဘက်89လမ်း88လမ်းကြား3 18လမ်းကြားရှိ109 12900စတူယန်ပေကျဲဝန်းသည့်မြို့တော်ဝင်ဥပေစီပိုင်ဥယျာဉ်မြေကွက်ကိုဝယ်ယူ၍ရင်းဥယျာဉ်မြေနေရာ၌ကျောင်းတိုက်အသစ်တိဆောက်လေတော့သည်ဝိတုဒ္ဓယုံတိုက်သည့်ကျောင်းတကာများကရင်းမြေကွက်ကိုကျောင်းတိုက်တည်ရန်ဝယ်ယူကြသေး၏ငွေ90กว่าသည်နှင့်အယောင်းဝယ်မတေးကြဟုသိရသည်ကျောင်းတိုက်တိဆောက်မိဥပေစီပိုင်ဥယျာဉ်သည်ပင်ကိုကပင်မစိုးရိမ်ဥယျာဉ်အမိတွင်ပြီးဖြစ်၏ရင်းဥယျာဉ်အတွင်း၌ကြောက်ပေါက်သည့်ဥပေစီမြေကလေးကိုတဲနှင့်ထား၍စေကုသရ3-4ရက်ထား၍ကုသလေလျင်စိုးရိမ်ရသောအခြေအနေမှမစိုးရိမ်ရသောအခြေအနေသို့ရောက်ရှိလာသည်ဟု၏ထိုစဉ်မှစ၍မစိုးရိမ်ဥယျာဉ်ဟုခေါ်တွင်ကြောင်းဆင်လာမှတ်သားခဲ့ရဘူးပေသည်ကျောင်းတိုက်တည်ပြီးသည့်အခါ၌လည်းအခြားနာမည်တင်မပေးတော့ဘဲမစိုးရိမ်တိုက်ဟုအမည်ပေးလိုက်ကြသည်ထို့ပြင်ဥပေစီဖျားမြောက်ဘက်၌ချောင်းကလေးတစ်ချောင်းရှိ၏ရင်းချောင်းကလေး၌မိုးရွာ၍ရေလာတော့လဲဖြက်ကူးသူတို့ဖို့မျောပါသွားမှာမစိုးရိမ်ရသည့်အတွက်ချောင်းကလေးကိုမစိုးရိမ်ချောင်းဟုခေါ်ဝေါ်ကြထိုချောင်းကလေးကိုအစွဲပြု၍မစိုးရိမ်တိုက်ဟုခေါ်တွင်ကြောင်းဖြင့်လည်းပြောစမှတ်ပြုကြသည်ဦးသက်ရှည်တို့သားအဖသည်ပထမဆုံးသာသနာယူပဒေတာခေါ်အလဲတိုက်ကြီးကိုတိဆောက်ကြ၏ရင်းအလဲတိုက်ကြီးကို1269ခုနှစ်တွင်စတင်တိဆောက်ရာ1280ခုနှစ်တွင်ရွှေချပြီးသည့်အထိလုံးဝပြီးစီးလေတော့သည်အလဲတိုက်ကြီးဆောက်လုပ်ပြီးစီးလျင်မြို့ပြင်ကြီးအဆက်ဖြစ်သည့်ရန်ကုန်မြို့ဘင်္ဂလားဆရာတော်ဖျားကြီးကိုပေးဆောင်ကြ၏ဘင်္ဂလားဆရာတော်ဖျားကြီးသည်တောင်ငူမြို့တွင်စာချနေသည့်တပည့်ဦးတော်မှပြီးသည့်ကိုမန္တလေးမြို့တွင်ကူညီစာချရန်ဝင်ရောက်ခေါ်ယူ၍ကြွလာခဲ့လေသည်ကျမ်းကိုမစိုးရိမ်သမိုင်းနှင့်သာသနာဝင်ဥယာဇာဓမ္မပိဝန္တမစိုးရိမ်တိုင်းနှစ်စဉ်သမိုင်း